သောနကဘယ်မှာရှိတာကိုမြင်ခဲ့တဲ့လူကိုအတပြားတစ်ထောင်ပေးမယ်တခြင်းထဲမှာအဲ့ဒီအိဗေကလည်းပါသေးတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သောနကပြည့်ရှိကဗုဒ္ဓဟာအဲ့ဒီကလေးကိုခေါ်တယ်မင်းတော့အတပြားတရားမကဘူးတစ်ထောင်ရတော့မှာဟာဘာဘူးလို့တော့ဒီတခြင်းကိုငါပြန်ပြီးတော့အုပ်အနေနဲ့အဖြေအနေနဲ့ပြန်ပြီးတော့သင်ပေးမယ်အဲ့ဒါဘယင်ကြီးတွေသွားပြီးတော့မင်းဆိုပြအဲ့ဒါဘယင်ကြီးရှာနေတဲ့သောနကငါပဲအကုန်ရှင်းပြပြီးတော့ဒီကလေးကိုရွတ်ဆိုဖို့ဂါထာသင်ပေးလိုက်တယ်တခြင်းသင်ပေးလိုက်တယ်တခြင်းနောက်ထပ်အဖြေတခြင်းတစ်ပုဒ်ရေးပေးလိုက်တယ်ဆိုရပါစို့ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကလေးကဝမ်းမြောက်ဝမ်းသာအိမ်ပြန်သွားပြီးတော့မေကိုပြောတယ်တဲ့ဟာသူတို့ကလွန်ဆင်းရတာကိုဒီနေ့ကစပြီးကျတို့ချမ်းသာပြီးဘာလို့ဆရာမလို့တော့ဘူးတခါတည်းဝေကောင်းစားလက်ဝက်ပြီးတော့ဘယင်ဒီကိုသွားတယ်ဘယင်နဲ့အတူနောက်တခြင်းကိုအတုံးလက်ပြန်ပြီးတော့ဆိုမဲ့လူလင်တယောက်ရောက်နေပါတယ်အကြောင်းကြားတဘယင်ကြီးကလည်းခေါ်တဲ့ခါကျတော့ကိုင်းမင်းကငါနဲ့ဆိုရင်တာကိုင်းဆိုကွာဆိုတော့ဒီလိုမဆိုရင်ဘူးတဲ့တိုင်းပြည်မှာရှိတဲ့လူတွေအကုန်လုံးစည်းဝေးပြီးတော့နန်းရင်ပြင်မှာတကယ်ကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနားနဲ့ဆိုရင်တာဟုတ်လားအဲ့တော့ဘယင်ကြီးကလည်းလိုက်လျောပေးတယ်စီမံပေးတယ်အဲ့ဒါနဲ့တခြင်းအပြိုင်ဆိုရတယ်ဆိုရပါဆိုအဲ့တော့သောနကဘယ်မှာလဲနော်သောနကဘယ်မှာရှိတယ်ဆိုတော့ကြားတဲ့လူ100ရမယ်သိတဲ့လူ1000ရမယ်မြင်ခဲ့တဲ့လူ1000ရမယ်အဲ့တော့ तू သိခဲ့တယ်မြင်ခဲ့တယ်သောနကအရှင်မြတ်ဟာဥယျာဉ်ထဲမှာရှိနေတယ်ဟာအဲ့တော့ဘုရင်ကြီးကအလွန်မှကိုတွေ့ကျင်သွားတာနော်စိတ်ကိုမထိနိုင်ဘူးအဲ့ဒါနဲ့တခါတည်းအချမ်းရံနေချမ်းရံပြီးတော့ဥယျာဉ်ထဲမှာသောနကအရှင်ပြည့်စေကဗုဒ္ဓရှိတဲ့နေရာကို तू ရောက်လာတယ်ရောက်လာတဲ့အခါကျတော့သူ့စိတ်ထဲကလိုဖြစ်သွားတယ်ဆိုတော့တစ်ပင်အောင်မှာနော်ဝတ်ထားတဲ့သင်္ကန်းကလည်းပဲတောက်တောက်ပြောင်ပြောင်ဟုတ်ဟန်မတူဘူးဟုတ်လားနော်အချို့အစားဘာတိမျိုးမျိုးနဲ့ဖြစ်မယ်လို့ထင်ပါတယ်တိုင်းလေးထိုင်နေတော့ဘုရင်ကြီးကဘလို့ပြောတာတော့သူပြောတဲ့စကားခံကျင်စရာမကောင်းဘူးအဖေမရှိအမေမရှိအပေါင်းအသင်းမရှိပေါင်းဖော်မရှိတစ်ပင်အောင်မှာတယောက်တည်းကြံတွေးပြီးတော့ဘာလို့မှိုင်းနေတာတော့တဲ့သူ့စိတ်ထဲကတနာလိုမြန်ပြောဖြစ်သွားသလားတော့လေမသိဘူးဟုတ်လားအရာအလုံးကအပေါင်းဖော်တွေဝိုင်းလေနေမှအဆင်ပြေတယ်လို့အများစုကလည်းနားလည်ထားတာဟုတ်လားဟိုမှာတယောက်တည်းဘာအပေါင်းဖော်မှမရှိအဲ့လိုမျိုးပြောတဲ့အခါပြည့်စေကဗုဒ္ဓအရှင်မြတ်ကသင်ကြီးတဲ့ငါမှာလောကုတ္တရာတရား9ပါးတည်းဟူသောအာယုံပြုစရာအလွန်မွန်မြတ်တဲ့ငြိမ်သက်တဲ့ချမ်းသာတဲ့တရားတွေရှိတယ်ငါအထီးကျန်တဲ့လူမဟုတ်ငါအပေါင်းဖော်မဲ့နေတဲ့လူမဟုတ်ငါရဲ့စိတ်မှာအကောင်းဆုံးအပေါင်းဖော်တွေရှိနေတယ်လူသားမနေမြင်နိုင်မလားမြင်နိုင်မှုနော်တိုင်းပြည်ကိုမတရားသဖြင့်အုပ်ချုပ်မယ်ဆိုရင်တော့သင်သာလျင်အထီးကျန်တဲ့လူဖြစ်မှာတဲ့တကယ်လို့သင်မကောင်းသဖြင့်အုပ်ချုပ်မယ်ဆိုရင်ဘယ်ရှင်ကိုပြန်ဆိုတာနော်အဲ့ကြတော့မှဘုရင်ကြီးကတခါလေဒီသောနကပြည့်စေကဘု